အားလုံးပဲမင်္ဂလာပါရှင် Welcome to the Mystery Channel ဒီနေ့ပြောပြမယ့်ထူးဆန်းတဲ့အကြောင်းအရာလေးကတော့အင်္ဂလန်နိုင်ငံစကော့တလန်မြို့မှာတွေ့ရှိခဲ့တဲ့ထူးဆန်းတဲ့သတ္တဝါကြီးဖြစ်တဲ့ Loch Ness Monster အကြောင်းအရာပဲဖြစ်ပါတယ်ရှင်အရင်ဆုံးအနေနဲ့ထူးဆန်းတဲ့သတ္တဝါကြီးဖြစ်တဲ့ Loch Ness Monster ကိုတွေ့ရှိခဲ့တဲ့ရေကန်ကြီးအကြောင်းကိုပြောပြပေးပါမယ်ရှင်။ဒီရေကန်ကြီးကတော့အင်္ဂလန်နိုင်ငံစကော့တလန်မြို့ရဲ့တောင်တန်းတွေကြားမှာတည်ရှိနေတဲ့ရေကန်ကြီးပဲဖြစ်ပါတယ်။ဒီရေကန်ကတော့ရေချိုမျိုးစားဖြစ်ပြီးအဝမ်းပုံစံမဟုတ်ဘဲနဲ့အလျားလိုက်ဖြစ်နေတာပဲဖြစ်ပါတယ်။ပြီးတော့ရေကန်ကရေစီးစိမှုမရှိဘဲနဲ့တည်ငြိမ်နေတဲ့ရေကန်ကြီးတစ်ခုပဲဖြစ်ပါတယ်။ရေကန်ရဲ့အရှည်ကတော့39ကီလိုမီတာရှည်ပြီးတော့အကျယ်ကတော့2ကီလိုမီတာကျယ်ပြန့်ပါတယ်။ရေကန်ရဲ့ဘေးမှာလည်းရေတိုက်တစ်ခုကတည်ရှိနေပါတယ်။ရေကန်ကြီးရဲ့အောက်ဘက်မှာတော့အလင်းရောင်တော့မပေါက်နိုင်ဘဲနဲ့အရန်ကိုမှောင်မဲနဲ့နေတဲ့လှိုင်ကူတွေလည်းရှိနေပါသေးတယ်။ဒါကြောင့်ရေကန်ကြီးထဲမှာ Loch Ness Monster အပြင်တခြားမသိနိုင်တဲ့သတ္တဝါတွေရှိနေကြောင်းကိုလည်းသိပ္ပံပညာရှင်တွေကခန့်မှန်းကြပါတယ်။အခုပြောခဲ့တာကတော့ရေကန်ကြီးရဲ့အကြောင်းအရာအချင်းချုပ်တွေပဲဖြစ်ပါတယ်ရှင်။ရေကန်ကြီးထဲမှာတွေ့ရှိခဲ့တဲ့ထူးဆန်းတဲ့သတ္တဝါဖြစ်တဲ့ Loch Ness Monster အကြောင်းကိုလည်းဆက်ပြီးတော့ပြောပြပေးပါမယ်ရှင်။အစောပိုင်းကာလတစ်ခုဖြစ်တဲ့ AD 900ရာစုမှာတော့အတူမှန်ရေးသားတဲ့စိတ်ကိုလန်ပါရဲ့ Life of the Life ဆိုတဲ့စာအုပ်မှာလည်း Loch Ness Monster အကြောင်းကိုဖော်ပြထားပါတယ်။အတူမှန်ရဲ့အဆိုပြုချက်အရဆိုရင်တော့စိတ်ကိုလန်ပါဆိုတဲ့ဘုန်းတော်ကြီးတစ်ပါးကရေကန်ဘေးမှာသူ့ရဲ့တပည့်တွေနဲ့တည်ရှိနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရေကန်ထဲကနေအမိမသိတဲ့သတ္တဝါတစ်ကောင်ကသူတို့စီကိုလာရောက်ပြီးတော့တိုက်ခတ်ခဲ့တာကြောင့်ဘုန်းတော်ကြီးဖြစ်တဲ့စိတ်ကိုလန်ပါကအဲ့ဒီတတ္တဝါကိုသူတက်တဲ့ဂါရာတစ်ခုနဲ့ပြောဆိုပြီးနှင်လွှတ်လိုက်ခဲ့တာမို့လို့အဲ့ဒီတတ္တဝါကလည်းပြန်လှည့်သွားခဲ့ပါတယ်ဆိုပြီးအတူမှန်ကဖော်ပြထားပါတယ်။ဒါကြောင့်မို့လို့ဒီတတ္တဝါဟာ AD 900ရာစုတည်းကရေကန်ထဲမှာတည်ရှိနေခဲ့တာပဲဖြစ်ပါတယ်။1881ခုနဲ့1882ခုနှစ်ကိုရောက်တော့အော်တိုဘာလမှာမကင်ဇီဆိုတဲ့လူကတော့ရေကန်ထဲမှာတစ်တုံးလိုလှေလိုမှောက်နေတဲ့အရာတစ်ခုကိုတွေ့ခဲ့ရပါတယ်။စပိုင်းမှာတော့အဲ့ဒီအရာကရွတ်လျားနေပြီးနောက်တော့ရေကန်ထဲမှာပဲတွန့်လိမ်ပြီးပျောက်ကွယ်သွားတာကိုမကင်ဇီကတွေ့ခဲ့ရပါတယ်။သူတွေ့ခဲ့တဲ့အကြောင်းအရာတွေကို Robert Gould ဆိုတဲ့စာတိုက်ကိုသူကစာတစ်စောင်ပို့ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီစာကို Robert Gould က1934ခုနှစ်ထိထုတ်ဝေခဲ့ခြင်းမရှိခဲ့ပါဘူး။ဒါကြောင့်မကင်ဇီတွေ့ခဲ့တဲ့ရေကန်ထဲက Loch Ness Monster အကြောင်းအရာကိုလည်းဘယ်သူမှမသိခဲ့ပါဘူး။1888ခုနှစ်ကိုရောက်တော့အာဖရိကန်ပြည်ကပယံဆရာတဦးဖြစ်တဲ့အလက်ဇန်ဒါမတော်နယ်ကလည်းဒီ Loch Ness Monster ကိုမြင်လိုက်ရပါတယ်။မတော်နယ်ရက်နေတဲ့ကန်းဆက်ရဲ့50မီတာအတွင်းဘက်ကိုဝင်သွားတာကိုလည်းသူကတွေ့လိုက်ရပါတယ်။အဲ့ဒီလိုနဲ့မတော်နယ်ကရေကန်ကြီးရဲ့တာဝန်ရှိသူအယ်ဘတ်ခမ်မာကိုပြောပြခဲ့ပါတယ်။သူတွေ့ခဲ့တဲ့အရာကတော့ရေပုတ်တင်နဲ့တူပါတယ်လို့လည်းဖော်ပြထားပါတယ်။1933ခုနှစ်ကိုရောက်တော့အက်ဒီမက်ဂီဆိုတဲ့အမျိုးသမီးကတော့ Loch Ness Monster နဲ့ပတ်သက်ပြီးလူအများရဲ့အာရုံကိုပထမဦးဆုံးဆွဲဆောင်နိုင်ခဲ့သူပဲဖြစ်ပါတယ်။အဲ့ဒီမက်ဂီကရေကန်ကြီးဘေးမှာလမ်းလျှောက်နေခဲ့တာပါ။အဲ့ဒီနေ့ကရာသီဥတုကလည်းတာယာနေတာမို့လို့ Loch Ness Monster ကိုသူမရှင်းရှင်းလင်းလင်းတွေ့ခဲ့ရပါတယ်။ဒါကြောင့်သူမနေတဲ့ရွာကိုပြန်သွားပြီးတော့သူတွေ့ခဲ့တဲ့အကြောင်းအရာတွေကိုလည်းပြောပြခဲ့ပါတယ်။1933ခုနှစ်မေလ2ရက်နေ့မှာတော့သူမတွေ့ခဲ့တဲ့အကြောင်းအရာတွေကိုသတင်းစာတွေကိုထည့်လိုက်ပါတယ်။အဲ့ဒီသတင်းစာကြောင့်ပဲ Loch Ness Monster ကိုလူတော်များများကစိတ်ဝင်စားလာခဲ့ကြပါတယ်။နောက်ထပ်2လအကြာမှာတော့ George Spicer နဲ့သူ့ရဲ့အမျိုးသမီးကတော့သူတို့ရဲ့ကားရှိကနေလမ်းဖြတ်ကူးသွားတဲ့တတ္တဝါကြီးတစ်ကောင်ကိုတွေ့ခဲ့ကြပါတယ်။အဲ့ဒီတတ္တဝါရဲ့ပုံစံကတော့25ဘီလောက်ရှည်လျားတဲ့လေပင်ကြီးရှိပြီးတော့စင်နမောင်းတက်ပို့ပြီးတော့ကြီးမားတယ်လို့လည်းပြောထားပါတယ်။သူတို့တွေ့ခဲ့တဲ့တတ္တဝါကနဂါးလားဒါမှမဟုတ်ဒိုင်နိုဆောလားဆိုပြီးတော့လည်းဖော်ပြခဲ့ကြပါတယ်။အဲ့ဒီလိုနဲ့ဩဂတ်လ4ရက်နေ့ရောက်တော့ခေါ်ရှားဆိုတဲ့သူက George Spicer ရဲ့မြင်တွေ့မှုတွေကိုအစီရင်ခံစာတွေကိုလည်းထုတ်ဝေခဲ့ပါတယ်။အဲ့ဒီလိုထုတ်ဝေခဲ့တဲ့အစီရင်ခံစာတွေကြောင့်ပဲ Loch Ness Monster ကြီးကိုလူအများကအရင်ကတက်ပို့ပြီးတော့စိတ်ဝင်စားလာခဲ့ပါတယ်။3လကြာသွားပြီးတဲ့နောက်မှာတော့နိုဝင်ဘာလ12ရက်နေ့မှာတော့ဟူဂရေးဆိုတဲ့သူကကန်းဆက်အနီးမှာဓာတ်ပုံတစ်ပုံကိုရိုက်ခဲ့ပါတယ်။ဟူဂရေးရိုက်ခဲ့တဲ့ဓာတ်ပုံကတော့ Loch Ness Monster နဲ့ပတ်သက်ပြီးတော့ပထမဦးဆုံးဓာတ်ပုံတစ်ခုပဲဖြစ်ပါတယ်။သူရဲ့ဓာတ်ပုံကဝါနေတာကြောင့်တခြားသူတွေကဖြတ်တကောင်လားဒါမှမဟုတ်ငန်းတကောင်လားဆိုပြီးတော့လည်းမေးခဲ့ကြပါတယ်။1934ခုနှစ်ဇန်နဝါရီလ9ရက်နေ့ကိုရောက်တော့တရိတ်ဆန်ဆေးကျောင်းသားတစ်ယောက်ဖြစ်တဲ့ Arthur Grant ကတော့ညတနာရီအချိန်မှာဆိုင်ကယ်နဲ့အပြင်ကိုထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Loch Ness Monster နဲ့တိုက်မိတယ်လို့ဖြစ်ခဲ့ပါတယ်။ Arthur Grant ရဲ့အဆိုအရဆိုရင်အဲ့ဒီတရိတ်ဆန်ကတော့လေဘေးအရှိပြီးတော့ခေါင်းသေးသေးလေးတစ်ခုရှိပါတယ်ဆိုပြီးဖော်ပြထားပါတယ်။နောက်တော့ Arthur Grant ကဖြတ်တကောင်ပုံစံနဲ့ကိုက်ညီတယ်ဆိုပြီးတော့အဲ့ဒီတတ္တဝါရဲ့ပုံစံကိုလည်းမူချမ်းနေထုတ်ခဲ့ပါတယ်။
အဲ့ဒီလိုနဲ့တက်တာဗေဒပညာရှင်ဒါရန်နက်ရှ်ကတော့အော်တာဂရတ်ရဲ့အမြင်ဟာအချိန်ကြာလာတဲ့နေ့အမျှလော့ကနက်မွန်စတာနဲ့ပတ်သက်ပြီးပုံကြီးချက်နေပါတယ်ဆိုပြီးအကြံပြုခဲ့ပါတယ်ဒီလိုနဲ့ရူဘတ်ကိုရဲ့စာအုပ်တစ်ခုဖြစ်တဲ့ The Loch Ness Monster and Other ဆိုတဲ့စာအုပ်ကိုအတွက်ဆိုတဲ့သူကဖတ်ပြီးတဲ့နောက်မှာတော့ Loch Ness Monster ကိုရှာဖွေဖို့အတွက်1934ခုနှစ်ဇူလိုင်လ23ရက်နေ့ကစပြီးတော့9ပတ်ကြာအောင်စတင်ပြီးတော့ရှာခဲ့ပါတယ်ကင်မရာဗီဒီယိုမှတ်တမ်းတင်တဲ့သူအယောက်20ကိုလည်းရေကန်ကြီးရဲ့ဘေးမှာမနက်9:00နာရီကနေည6:00နာရီအထိထားခဲ့ပါတယ်အားလုံးပေါင်းဓာတ်ပုံ22ပုံကိုရိုက်ကူးခဲ့ပြီးမဲ့လည်း Monster နဲ့ပတ်သက်ပြီးတော့တေချာတဲ့ပုံကတခုမှမရရှိခဲ့ပါဘူး1938ခုနှစ်မေလ29ကိုရောက်တော့တောင်အာဖရိကကခရီးသွားတူဖြစ်တဲ့တေလာကတော့ရေကန်ကြီးရဲ့ဘေးမှာတစုံတစ်ခုကိုဓာတ်ပုံရိုက်မိခဲ့ပါတယ်။သူရိုက်မိခဲ့တဲ့ဓာတ်ပုံကိုသူ့ရဲ့ခွဲချမ်းစိတ်ပြမှုရကတော့ဒါဟာတရိษံတကောင်မဟုတ်ဘဲနဲ့လွင့်မျောနေတဲ့အရာဝတ္ထုတစ်ခုဖြစ်ပါတယ်ဆိုပြီးတော့ကောက်ချက်ချခဲ့ပါတယ်။1954ခုနှစ်ကိုရောက်တော့ Loch Ness Monster နဲ့ပတ်သက်ပြီးတော့ရေကန်ကြီးကိုဆိုနာဖတ်မှုတွေပါစမ်းသပ်လာခဲ့ပါတယ်။ Loch Ness Monster ကြီးကိုတွေ့ရှိသူကများပြားလာပြီးမဲ့ယခုချိန်ထိတိကျတဲ့ပုံစံကိုဘယ်သူမှမမြင်ဘူးကြသေးပါဘူး။ဆိုနာဖတ်ခြင်းဆိုတာကတော့ရေမျက်နှာပြင်နဲ့ရေအောက်မှာရှိတဲ့အတန်တွေကိုစမ်းသပ်နိုင်တဲ့နည်းပညာတစ်ခုပဲဖြစ်ပါတယ်။1954ခုနှစ်ဆိုနာလေ့လာမှုမှာတော့200မီတာနက်နေတဲ့ဒီရေကန်ကြီးရဲ့146မီတာအနက်မှာကြီးမားတဲ့အရာတစ်ခုရှိနေကြောင်းကိုလည်းဆိုနာဖတ်မှုကပြသခဲ့ပါတယ်။ဒါပေမဲ့ Loch Ness Monster နဲ့ပတ်သက်ပြီးတိကျတဲ့ပုံစံကိုတော့မရရှိခဲ့ပါဘူး။1955ခုနှစ်ဇူလိုင်လ29ရက်နေ့မှာတော့ရေကန်ကြီးဘေးမှာရှိတဲ့ရဲတိုက်နာမှာပီတာမက်ဂနက်ဆိုတဲ့သူကရွှေ့လျားနေတဲ့အနက်ရောင်ပုံတစ်ပုံကိုပုံဖော်ပြီးတော့ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။သူရိုက်ကူးခဲ့တဲ့ဓာတ်ပုံကိုတော့စာရေးဆရာတယောက်ကဒီဓာတ်ပုံကငါးဖမ်းသင်းမောတွေကြောင့်လှိုင်းချိုးတက်ရောက်မှုပါဆိုပြီးတော့ဖော်ပြထားပါတယ်။အခြားသူတွေကတော့ပီတာမက်ဂနက်ရိုက်ကူးခဲ့တဲ့ဓာတ်ပုံကိုကြည့်ပြီးတော့ Loch Ness Monster နဲ့ပတ်သက်ပြီးအလေးအညာဓာတ်ပုံမှာဆိုပြီးတော့ယူဆခဲ့ကြပါတယ်။အဲ့ဒီလိုနဲ့1989ခုနှစ်မှာတော့ဒီရေကန်ကြီးတွင်းမှာရှိနေတဲ့ Loch Ness Monster ကိုစစ်ဆေးဖို့အတွက်ပတ်တင်တန်ကိုပါကြားနိုင်တဲ့လှေ24စီးကိုရေကန်ကြီးရဲ့နေရာအနှံ့မှာထားပြီးတော့စစ်ဆေးခဲ့ပါတယ်။ BBC ရဲ့အဆိုပြုချက်အရကတော့အဲ့ဒီစစ်ဆေးမှုမှာပါဝင်တဲ့သိပ္ပံပညာရှင်တွေပြောကြားချက်ကတော့ဒီရေကန်ကြီးထဲမှာနားမလည်နိုင်တဲ့အရာတစ်ခုရှိနေပါတယ်ပြီးတော့ငါးထပ်ကြီးတဲ့အရာတစ်ခုဖြစ်ပြီးအရင်ကမတွေ့ဘူးတဲ့အရာမျိုးပဲဖြစ်ပါတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်ဒီလိုနဲ့2003ခုနှစ်ကိုရောက်တော့ BBC က Loch Ness Monster ကိုရှာဖွေဖို့အတွက်ဆိုနာစစ်ဆေးမှုတစ်ခုလည်းကူညီခဲ့ပါတယ်။အဲ့ဒီဆက်ကတော့တင်းငယ်တဲ့အရာတစ်ခုကိုတော့မြင်နိုင်သိနိုင်တဲ့ဆက်ပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီဆက်နဲ့ရေကန်ကြီးတွေက Loch Ness Monster ကိုရှာဖွေခဲ့တော့လည်းဘာမှမတွေ့ခဲ့ရပါဘူး။ဒါကြောင့် Loch Ness Monster ဟာတနအီဆန်ဆန်ဖြစ်ပါတယ်ဆိုပြီးတော့သိပ္ပံပညာရှင်တွေကပြောပြခဲ့ပါတယ်။2009ခုနှစ်မေလ26ရက်နေ့မှာတော့တက်ခွဲကပညာရှင်တဦးဖြစ်တဲ့ Jordan Holmes ကလည်း46ပေခန့်ရှိတဲ့အရာတစ်ခုကဒီကန်ကြီးထဲမှာလျင်မြန်စွာရွှေ့လျားနေတဲ့ဗီဒီယိုတစ်ခုကိုလည်းမှတ်တမ်းတင်ဖော်ပြခဲ့ပါတယ်။ဂျော်ဒန်ရဲ့ဗီဒီယိုကိုတော့ BBC Scotland ကနေ2009ခုနှစ်မေလ29ရက်နေ့မှာထုတ်လွှင့်ခဲ့ပါတယ်။အဲ့ဒီလိုနဲ့ဂျော်ဒန်ရဲ့ဗီဒီယိုကိုလည်းအနဝါဇေဝဗေဒပညာရှင်တဦးဖြစ်တဲ့အတန်ရှိုင်းကဒီတတဝါဟာဖြန့်တကောင်မဟုတ်ရေငတ်ဖြစ်နိုင်ပါတယ်ဆိုပြီးအကြံပြုခဲ့ပါတယ်။ Loch Ness Monster ကိုတော့ရေကန်ကြီးထဲမှာလူအများကတွေ့ရှိခဲ့ကြပြီးမဲ့လေတေချာတဲ့ပုံစံကိုမသိရသေးတာမို့လို့ဒီ Monster ကြီးဟာတကယ်ပဲရှိသလားမရှိဘူးလားဆိုတာကိုဆက်ပြီးတော့လေ့လာနေစေပဲဖြစ်ပါတယ်။2011ခုနှစ်ဩဂုတ်လ24ရက်နေ့မှာလည်းထပ်ပြီးတော့ဆိုနာစမ်းသပ်မှုတွေထပ်လုပ်ခဲ့ပါတယ်။ And nearby placed a camera with a strobe light to take pictures every 45 seconds. After weeks of waiting, the plan finally paid off. ဆိုနာစမ်းသပ်မှုလုပ်ခဲ့တဲ့တင်မော့ကပတိန်တဦးကတော့9ပေလောက်ရှိတဲ့အမည်မသိတဲ့အရာတစ်ခုကိုလည်းရေကန်ကြီးရဲ့85ပေအနက်မှာဆိုနာဓာတ်ပုံကိုရမိခဲ့တာကိုလည်းဖော်ပြခဲ့ပါတယ်။သူတို့ကရေကန်ကြီးရဲ့အောက်ကိုထပ်ပြီးတော့စစ်ဆေးခဲ့ပြီးမဲ့လည်းအရက်မှောင်မဲနေတာကြောင့်တေချာတဲ့ပုံစံကိုမရရှိခဲ့ပါဘူး။2012ခုနှစ်ဧပြီလမှာတော့အဲ့ဒီဆိုနာဓာတ်ပုံကိုသိပ္ပံပညာရှင်တဦးက Loch Ness Monster ဓာတ်ပုံမဟုတ်ပဲနဲ့ရင်းညစ်ဓာတ်ပုံတွေပါဆိုပြီးဖော်ပြခဲ့ပြန်ပါတယ်။ There is a place of haunting beauty, steeped in mystery. Loch Ness. Beneath this windswept surface lies one of the world's deepest bodies of water. 2018ခုနှစ်မှာတော့နိုင်ငံတကာသုတေသီအဖွဲ့ကတော့ပုံမှန်မဟုတ်တဲ့မျိုးစိတ်တွေကိုရှာဖွေဖို့အတွက် Loch Ness Monster ကိုတွေ့ရှိခဲ့တဲ့ရေကန်ကြီးကို DNA စစ်တမ်းတွေပြုလုပ်ခဲ့ပါတယ်။ DNA ရလဒ်ကိုတော့2019မှာထုတ်ပြန်ထားပါတယ်။
ဒီရေကန်ကြီးထဲမှာတော့ငမန်းတွေငကျင်းတွေဒါမှမဟုတ်ငကူလိုမျိုး DNA ကိုတော့ရှာမတွေ့ခဲ့ပါဘူး။ငရှင်းပုံစံနဲ့တူတဲ့ DNA အများအများကိုတွေ့ရှိခဲ့ပြီးမဲ့လည်းဖြန့်ပုံစံလိုမျိုးကိုမတွေ့ရှိပါဘူးလို့လည်းဖော်ပြထားပါတယ်။ Professor Neil Campbell ကတော့ဒီရေကန်ကြီးထဲမှာအရွယ်အစားကြီးတဲ့အရာတစ်ခုရှိနေတာကိုမခန့်မှန်းနိုင်ပေမဲ့အေယာမှတွားသားတတော်ဝါတစ်ကောင်ရှိနေတာသိကြပါတယ်လို့လည်းဖော်ပြထားပါတယ်။2021ခုနှစ်ကိုရောက်တော့ရေကန်ကြီးကို drone နဲ့ရိုက်ကူးစစ်ဆေးခဲ့ချိန်မှာတော့ Loch Ness Monster ပုံစံနဲ့တူတဲ့အရာတစ်ခုကရေထဲမှာရွှတ်လျားနေတာကိုတွေ့ခဲ့ကြပါတယ်။ Loch Ness Monster ကြီးကိုတွေ့ရှိသူကယနေ့ချိန်ထိ1000ကျော်ရှိလာပြီမဲ့လည်းတိကျတဲ့ပုံစံကိုမတွေ့ခဲ့ရသေးပါဘူး။ရေကန်ကြီးဘေးမှာရှိနေတဲ့ရဲတိုက်ကြီးကတော့အရင်ကလူသူကိမဲ့နေပြီမဲ့ Loch Ness Monster ကိုတွေ့ရှိချိန်ကစပြီးယနေ့ထိခရီးသွားတွေလာရောက်လည်ပတ်တဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်။တကယ်ချင်းတို့ရောဒီတတ္တဝါကြီးကိုဘယ်လိုတတ္တဝါလဲဆိုတာကိုဖြေကြားပေးခဲ့ပါအောင်နော်။